လူမိုင်းတတိုက်ကဘတ်စကားပေါ်မှာမိန်းကလေးတစ်ယောက်ကိုပြောင်ကျကျအနိုင်ကျင့်နေကြတာပါဒါကိုမြင်လိုက်ရတဲ့အချိန်မှာအဲ့ဒီလူကတကယ်ပဲဖြုံးလိုက်ပါတယ်သူကအရင်ဆုံးကားဆရာကိုကားရက်ပြီးတကားတွေပိတ်ထားဖို့အချက်ပြလိုက်ပြီးတော့သူ့တနက်ထဲကကြီးစံတွေအားလုံးကိုထုတ်ပစ်လိုက်ပါတယ်လူမိုက်တွေကတော့အယူတယောက်နဲ့တိုးပြီးအမှတ်နဲ့ကိုယုံကြည်မှုလွန်ကဲနေတဲ့ဒီလူအေးလေးကိုလှောင်ပြောင်နေကြတာပေါ့ဒါပေမဲ့ Hatch ကရုတ်တရက်အရက်ပလင်းတစ်လုံးကိုဆွဲယူလိုက်ပြီးလူမိုက်တစ်ယောက်ကိုချက်ချင်းသတိလစ်ထားအောင်ရိုက်ချလိုက်ပါတယ်နောက်ထပ်လူမိုက်တစ်ယောက်ကသူ့ကိုချောင်းမြောင်းတိုက်ခိုက်ဖို့ဓာတ်ထုတ်လိုက်ပေမဲ့ Hatch ရဲ့မြန်ဆန်လာတဲ့လက်ချက်ကြောင့်မြေပြင်ပေါ်ကိုခွေချသွားရပြန်ပါတယ်မျက်စိတမိတ်အတွင်းမှတင်လူမိုက်9ယောက်စလုံးရှုံးနိမ့်သွားခဲ့ပါပြီနောက်ဆုံးကျန်တဲ့လူမိုက်ကပြန်ခုခံဖို့တနစ်ကိုလှမ်းယူလိုက်တဲ့အချိန်မှာ Hatch ကကောင်းဘိုကလက်ကင်ကွင်ကိုဆွဲဖြူပြီးအသေးလဲရိုက်နှက်လိုက်ပါတော့ပါတယ်လူမိုက်တွေအလုံးဆေးရုံရောက်ကုန်ကြတာပေါ့ဂိုင်းစတာခေါင်းဆောင်ကဆေးရုံကိုတင်ပေါ်မှာဒဏ်ရာအပြင်းထန်ရထားတဲ့သူ့ညီကိုမြင်လိုက်ရတဲ့အခါဒေါသတွေတလိမ့်လိမ့်ထွက်လာပါတော့ပါတယ်သူက Hatch ရဲ့မိသားစုကိုတပ်ပစ်ဖို့အခါလောက်ကျန်တပ်ဖြတ်ဤအဖွဲကိုချက်ချင်းဆေးလွတ်လိုက်ပါတယ်ဂိုင်းသားတွေရဲ့ကားတွေချင်းကပ်လာတာကို Hatch မိလိုက်တာနဲ့သူ့မိသားစုကိုမိအောက်ခန့်နဲ့ချက်ချင်းပို့လိုက်ပါတယ်သူကသူ့ဇနီးကိုအချစ်နာပေးပြီးနမ်းလိုက်ပြီးတော့အိမ်ထဲကမီးတွေအားလုံးကိုမှိတ်ပစ်လိုက်ပါတယ်ခဏကြာမှတော့လူသက်သမားတွေအိမ်ထဲကိုအသိမ်းဝေလာကြပါတယ် Hatch ကအမောင်ထူးကိုအတုံးချပြီးဘေးစဘောတုံးနဲ့သူ့တို့ကိုတယောက်ပြီးတယောက်ရိုက်နှက်နှင်လိုက်ပါတယ်10မိနစ်လောက်ကြာတဲ့အခါမှာတော့ Hatch ကမြေအောက်ခန်းတကားကိုပြန်ဖွင့်ပေးလိုက်ပါတယ်ကျမ်းပြင်ပေါ်မှာပြန်ကျဲနေတဲ့အလောင်းတွေကိုကြည့်ပြီးသူ့မိသားစုဝင်တွေကတော့စွန့်အားလို့သွားကြတာပေါ့မိသားစုကိုဘေးကင်းအောင်လုပ်ပြီးတဲ့နောက်မှာတော့ Hatch ကလူသက်သမားတွေရဲ့ရုပ်အလောင်းတွေကိုမီးရှို့ပြီးပြာဖြစ်အောင်လုပ်လိုက်ပါတယ်ပြီးတော့သူကဂိုင်းသားတွေရဲ့ငွေတိုက်ကိုတယောက်ထဲဝင်စီးပြီးအဆောင်တွေအားလုံးကိုမြန်းဆန်းပဲရှင်းလင်းလိုက်ပါတယ်အဲ့ဒီနောက်ငွေတိုက်ထဲကပိုက်လိုင်းတွေထဲကိုဓာတ်ဆီတွေလောင်းထည့်ပြီးဂိုင်းသားတွေရဲ့တရားမဝင်ငွေကြေးတွေအားလုံးကိုကိုယ်တိုင်မီးရှို့ဖျက်ဆီးလိုက်ပါတော့ပါတယ် Hatch ကဂိုင်းခေါင်းဆောင်နဲ့တိုက်ရိုက်ရင်ဆိုင်ဖို့ဆက်သွားပါတယ်သူ့ကိုဝိုင်းချင်ထားတဲ့တနက်ပြောင်တွေကြားမှာသူကမြေမျိုးမိုင်းတစ်လုံးကိုအေးအေးဆေးဆေးပဲထိုးပြလိုက်ပါတယ်အတူတူတေးချေဖျက်ဆီးမှကိုကြောက်တဲ့အတွက်ဂိုင်းခေါင်းဆောင်ကသူ့ကိုလွတ်ပေးလိုက်ယုံကလွယ်လို့တခြားရွေးချယ်စရာမရှိတော့ပါဘူးဒါပေမဲ့ Hatch ကကားပေါ်တက်ပြီးထပ်ပြေးမသွားခဲ့ပါဘူးအဲ့ဒီအစားဂိုင်းစခန်းအဝင်ဝမှာကားဟွန်းကိုတရဆက်တီးပြီးတမင်းတက်ရန်ဆက်လိုက်ပါတယ်ဂိုင်းခေါင်းဆောင်ကလည်းသူ့လူတွေအားလုံးကိုစုယုံပြီး Hatch ခင်းထားတဲ့ထောင်ချောက်ထဲကိုတန်တမ်းမမလိုက်သွားပါတော့ပါတယ်Hatch ကဂိုင်းသားအားလုံးကိုတေးစေနိုင်တဲ့ထောင်ချောက်တွေဆင်းထားတဲ့သူ့ရဲ့စင်းယုံထဲကိုမြားခေါ်သွားခဲ့တာပါဂိုင်းကောက်ဆောင်တဲ့သူ့လူတွေစင်းယုံထဲကိုအတင်းဝင်လာတဲ့အချိန်မှာပဲကျိုးဆွဲလက်ပစ်ပုံထောင်ချောက်တွေကဆက်တိုက်ဆိုသလိုပေါက်ကွဲကုန်ပါတော့ပါတယ်ဂိုင်းကောက်ဆောင်ရဲ့မယံမနာပစ်ခတ်မှုတွေကြားထဲကနေ Hatch ကသူ့ရဲ့နောက်ဆုံးကျန်တဲ့မီးမြူးမိုင်းကိုထုတ်လိုက်ပါတယ်သူကအဲ့ဒီမိုင်းကိုကြီးကားမှနောက်မှအစီချကတ်ထားပြီးပစ်ခတ်မှုတွေကြားထဲကနေရှေ့ကိုတိုးဝင်သွားပါတယ်နောက်တစ်စက္ကန့်မှာတော့ရက်ဆက်ကျန်းခရတဲ့ဂိုင်းခေါဆောင်ကြီးဟာအပိုင်းပိုင်းအဆက်စာဖြစ်ပြီးပောက်ကွဲထွက်သွားပါတော့ပါတယ်